ရုရှားရဲ့အရေးကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုအမေရိကန်စီးပွားရေးကပိတ်ဆို့ရေးယူယူကရိန်းစစ်ပွဲရပ်နားဖို့အတွက်ဖိအားပေးမှုတစ်ခုသာအဖြစ်နဲ့ရုရှားနဲ့အကြီးမားဆုံးရေနံကုမ္ပဏီနှစ်ခုကိုအမေရိကန်ကနေအရေးယူပိတ်ဆို့ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အင်ဖြူတော်မှာ NATO စစ်မဟာမိတ်ဖွဲ့များရဲ့အတွင်းရေးမှူးချုပ်မက်ခရူဒေးနဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကုမ္ပဏီတွေကိုစီးပွားရေးပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်တွေကိုအတည်ပြုခဲ့ပါတယ်။ဒါဟာတော့ရေနံတင်ပို့မှုကနေဝင်ငွေဆက်လက်ရှာဖွေနိုင်တဲ့ရုရှားအတွက်စီးပွားရေးအရကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။အော်တိုဘာလ22ရက်နေ့တုန်းကရူတင်နဲ့အတူသတင်းထောက်တွေကိုတွေ့ဆုံချိန်မှာထရက်ကသူနဲ့ရုရှားသမ္မတပူတင်တို့ကတွေ့ဆုံစကားပြောတဲ့အခါမှာတကယ်ကိုမှဖော်ဖော်ရွယ်ရွယ်ရှိခဲ့ကြောင်းဒါပေမဲ့လည်းရလဒ်ကတော့ဘသူ့ကိုမှထိထိရောက်ရောက်ဥတီသွားလိမ့်မရှိကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။သူဟာတော့ယူကရိန်းငြိမ်းချမ်းရေးကိစ္စမှာတွန်းအားပေးပေမဲ့အစီအမံတွေအတွက်ရူတင်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ရုရှားပေါ်မှာအရေးယူပိတ်ဆို့မှုတွေအသစ်တွေကိုမကြခင်တရက်အလုံးမှာအမေရိကန်ဆိုရကပူတင်နဲ့ထရက်တို့ကြားယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးကိစ္စမှာဟန်ဂေရီနိုင်ငံဘူဒါပက်မြို့တော်ကနေတွေ့ဆုံဆွေးနွေးဖို့အတွက်ညီနိုင်တာတွေကိုလည်းအချိန်ကန့်သတ်မရှိဆိုင်းငံ့ထားကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးထရက်ကတော့သူ့အနေနဲ့အချိန်ဖြုံးရုံတသက်ပဲဆွေးနွေးပွဲမျိုးကိုမလိုချင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။နှိစက်တဲ့သူတွေကတော့ရုရှားဟာအပြစ်ကတ်ရစဲရေးဆိုကိုလက်မခံနိုင်တဲ့အပြင်ညီနိုင်ဖို့လည်းခက်လောက်တဲ့တောင်းဆိုမှုတွေကိုတင်ပြခဲ့တဲ့အတွက်ထရက်ကတော့ပူတင်နဲ့မတွေ့ဆုံသေးဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ရုရှားပေါ်မှာအရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးထရက်ကအခုကမှအချိန်ကျလာပြီဖြစ်တာကြောင့်သူယူဆကြောင်းအဲ့ဒီမတိုင်ခင်မှာအကြာကြီးစောက်ပေးရကြောင်းပြောဆိုခဲ့ပါတယ်။နောက်ပြီးရုရှားကသာစစ်ပွဲတွေကိုရပ်ဆိုင်းလိုက်မယ်ဆိုရင်အဲ့ဒီပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်နိုင်ငံကသာမဆိုင်မတော့ဖယ်ရှားပေးမှာဖြစ်တယ်လို့ထရက်ကအာမခံခဲ့ပါတယ်။ရူတင်ကနေရုရှားရေနံကုမ္ပဏီတွေကိုအမေရိကန်ကနေပိတ်ဆို့အရေးယူလိုက်တဲ့အဆုံးဖြတ်ချက်ပေါ်မှာအထူးတလဲချီးကျူးခဲ့ပြီးပူတင်အတွက်ဖိအားပေးအများကြီးတိုးသွားစေတယ်လို့သတင်းထောက်တွေကပြောပြခဲ့ပါတယ်။ရုရှားကိုဖိအားတွေပို့ပေးဖို့လိုကြောင်းအဲ့ဒီနေ့မှာသမ္မတထရက်ကတော့အဲ့ဒီလိုအပ်ချက်တွေကိုလက်တွေ့လှုပ်ဆောင်ခဲ့ကြောင်းရူတေကမှတ်ချက်ပေးသွားခဲ့ပါတယ်။ရေနံနဲ့သဘာဝဓာတ်ငွေဟာရုရှားရဲ့အရေးကြီးဆုံးမဟာဗျူဟာပြည်ပပို့ကုန်များဖြစ်ပြီးတရုတ်၊အိန္ဒိယနဲ့တူရကီနိုင်ငံလိုမျိုးနိုင်ငံတွေကအဓိကဝယ်ယူသုံးစွဲနေကြတာပါ။ထရက်ကအဲ့ဒီနိုင်ငံတွေကိုသာရုရှားစီကနေရေနံတွေဆက်မဝယ်ဖို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းဥရောပသမဂ္ဂ EU ဟာလည်းလာမယ့်နှစ်အနည်းငယ်အတွင်းမှာရုရှားစီကနေဓာတ်ငွေတင်သွင်းဝယ်ယူမှုတွေကိုအပိတိုင်ရပ်ဆိုင်းသွားဖို့အတွက်အစီအစဉ်တွေရေးဆွဲပြင်ဆင်ထားခဲ့တာလည်းဖြစ်ပါတယ်။